ဒီနေ့တော့ဒီငွေထုတ်ကလေးကိုဖောက်ပါမယ်ရှင်ဒီငွေထုတ်ကလေးက9000ပါဖောက်ပြပါမယ်ရှင်9000ပါဒါလေးကဒါအနက်ကပါဖြစ်တာမတူဘူးเนาะကလေးဒီဥစ္စာပွဲစည်းထဲမှာဝယ်ရ1000လားမသိဘူးနှစ်ခု1000မို့ဘယ်လောက်လဲမသိလို့ဒါ9000ပေးရတယ်เนาะဒါကြီးကအလေးအများကြီးပဲလေပီရှူလေးလက်ပတ်ကလေးပါရှင်ပီရှူလက်ပတ်ကလေးပါမိုက်တယ်เนาะအမလေးဒါလေးလက်ကပ်ဟိုပါလေးကလစ်တယ်လေဝီသားကန်ဆမ်းမဲဆိုရင်ကလစ်တွေပဲပါလားလေ9000ပေးရတယ်နော်9000ပေးရတယ်ချစ်စရာလေးတော့ဒါကြီးကအလေးပဲနုံမုတ်လေးတော့တမ်းမယ်နဲ့ထင်တာလေအဲ့ဒါမပေါ့ပြီမလို့ဒုက္ခပဲဟေးပီရှူးတွေကအရမ်းများနေပြီဒါလေးကပတ်စံဖြစ်ပတ်စံအမဲ1000ပေါက်တယ်ဒါမဲ့တန်တော့တန်တာပေါ့ဒီဟာဆိုရင်တစ်ထုပ်ကိုဘယ်လောက်ရှိတာနှုံးမောက်ကဒါဆိုရင်900လောက်တော့ရှိမှာပြင်ပါနော်ဒီလက်ပတ်ကလေးဆိုလဲအနည်းဆုံး1000လောက်တော့ရှိမှာပဲဒီကလစ်ကလေးတွေရောဆိုတော့လေတန်တယ်လို့ပဲခေါ်ရမှာပေါ့ရှင်ကျေးဇူးတင်ပါတယ်